နောက်ထပ်ဖြိုးတော်မူတရားကိုနှကောင်းတဲ့ကနေ့ဒါမျက်စိခတ်ချင်းပြန်လဲပေါ့နော်ဘယ်လိုလဲဆိုတော့ဆင်းနေနေတာလေဆိုနေနေပြန်လာလာတိုင်းခဏနေသုတော်မူဒီမှာအနာနဲ့ဥက္ကလာကသဘောကျတဲ့အတွက်သုတော်မူတရားကို9တောင်ရောလက်ခေါ်ပါလေခင်ဗျာရောထားပါခင်ဗျာဒီနေ့တော့ဘိုးတဲ့ရောထားပါခင်ဗျာလာပါပြီဟိုမှာသုတော်မူပါတဲ့ခင်ဗျာရောထားရဲ့ဘိုးပွဲကိုသဘောကျရည်ဖြင့်လုံးမဲ့နောက်ဆုံးတဲ့လမ်းလေးပရိသတ်တွေကသဘောကျတဲ့အတွက်နော်ရောထားကိုနော်သဘောကျတဲ့အတွက်နောက်ထပ်လမ်းတော့အခါမပြကဲဘုမဲရထားတော်ပါပြီခင်ဗျာနော်ရောထားမှာလေခင်ဗျာရောထားနော်ချမ်းဒီမှာရောထားဆိုတာလက်သသိတဲ့အတိုင်းပဲဒီလူပနော်ရှင်းပြန်ထိုးတာတော့မရှိဘူးဒါပေမဲ့ကျုပ်ဝဲကြတဲ့ဂျပန်နဲ့ချိုးသွားဘာလဲလဲတဘုရားအဲ့ဒါရောထားတာ